ဒဝဲခရိုင်ထဲမှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်တွေကြားဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာစစ်တပ်ဘက်ကပါရာမော်တာလို့ခေါ်တဲ့စက်တပ်လေထီးတွေအသုံးများလာတယ်လို့တော်လှန်ရေးတပ်ဖွဲ့တွေကပြောပါတယ်။ရေပြူနဲ့ဒဝဲမြို့နယ်မှာဖြစ်ခဲ့တဲ့တိုက်ပွဲတွေမှာစစ်ကောင်စီတပ်ဘက်ကပါရာမော်တာအသုံးပြုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အခုလ24ရက်နေ့ကရေပြူမြို့နယ်ညင်းထွေးရွာမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာစစ်ကောင်စီတပ်ဘက်ကအမြင့်ပေ1500လောက်ကနေပါရာမော်တာနဲ့ဘုံတီလေးလိုကျက်ချခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲမှာပါဝင်ခဲ့တဲ့ဒဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNRA ရဲ့ဒူရကစစ်ကြောင်းရဲ့စစ်ကြောင်းမူရဲဘော်ဖာကြီးကတော့စစ်တပ်ရဲ့ပါရာမော်တာအသုံးပြုတိုက်ခိုက်ဖို့ကိုအခုလိုပြောပြပါတယ်။တိုက်ပွဲဖြစ်တဲ့ချိန်ကတနားကျော်လောက်ကြာတဲ့ချိန်မှာသူကပါရမော်တာတက်ခဲ့တယ်အဲ့ဒါ2ယောက်စီးတာသူက2ယောက်စီးကင်းတော့မဟုတ်ဘူးပုံးသီးချခဲ့တယ်ကျွန်တော်3-4နေရာလောက်ချခံကြည့်တယ်စစ်ကောင်စီတပ်ဘက်ကပထမဆုံးအကြိမ်ပါရာမော်တာတုံးခဲ့တာကတော့အခုလပထမပတ်ထဲမှာဖြစ်ခဲ့တဲ့ဒဝဲမြို့နယ်အညာဖျားရွာတိုက်ပွဲမှာပါ9ရက်နေ့တုန်းကအဲ့ဒီနေ့လယ်ဘက်မှာလေရင်နဲ့ဘုံလာကျဲပြီးတော့ညနေဘက်3နာရီ4နာရီလောက်မှာပါရာမော်တာဝင်လာဝဲတယ်ဗျဘုံလာကျဲတော့မဟုတ်ကင်းထောက်ပုံစံဝင်လာတာမျိုးဗျကျွန်တော်တို့ပါရာမိုတာလို့ဆိုရင်တော့ပါရာမိုတာဆိုရင်အခုဆိုရင်အဖန်အရင်ကြားရတယ်ဗျအဖန်အကျယ်ကြီးလာတယ်ပြီးမှသူ့ရဲ့ရုပ်လုံးမြင်ရတာကိုလေကြောင်းတွေပါလေဆိုရင်တော့ကျဲလေရင်လာပြီးမှအဖန်ကကြားရတာကိုဟုတ်ကဲ့အဲ့ဆိုသူတို့ပါရာမိုတာတို့ drone တို့လာရင်တော့ကြိုသိနိုင်ပါတယ်ဗျတိုက်ပွဲဖြစ်ခဲ့တဲ့အခုလ9ရက်နေ့ညနေမှာစစ်ကောင်စီတပ်ဘက်ကနေပါရာမော်တာနဲ့4စီလာရောက်ကင်းထောက်ခဲ့ပြီး10ရက်နေ့မှာလည်းထပ်ရောက်လာခဲ့တယ်လို့တော်လှန်ရေးတပ်တွေကပြောပါတယ်။ဒဝဲခရိုင်အတွင်းမှာတိုးတဲ့ပါရာမော်တာတွေကိုဒဝဲတက်နယ်လို့လူသိများတဲ့တပြေချောင်းရွာအခြေစိုက်အမှတ်၈စစ်စဲရေးကော့ကဲမှုဌာနချုပ်စကားခါရှိကနေတက်လာတာကိုတွေ့ရတယ်လို့လည်းမျက်မြင်တွေ့ခဲ့ရတဲ့ရဲဘော်တွေကပြောပါတယ်။စစ်တပ်ကပါရာမော်တာသုံးလာတာဟာတဝဲခရိုင်ထဲကတိုက်ပွဲနေရာတွေကိုအမြန်ဆုံးတွားရောက်နိုင်ပြီးတိုက်လေယာဉ်တွေထက်ပြစ်မှတ်ကိုပိုတိကျအောင်ပြင်နေတာတွေကြောင့်ဖြစ်တယ်လို့တော်လှန်ရေးတပ်ဖွဲ့တွေကယူဆပါတယ်။နောက်လာမယ့်တိုက်ပွဲတွေမှာလည်းစစ်ကောင်စီတပ်ကပါရာမော်တာတွေကိုတွင်တွင်ကျဲကျဲသုံးလာနေတယ်လို့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကဆိုပါတယ်။